ကျွန်တော်တို့တငယ်ချင်းတွေအောင်ပိတ်ဆံပြက်လက်နေတဲ့ချိန်မှာမိုက်ခက်ကြီးအကြံတစ်ခုပေါ်လာခဲ့တယ်။အဲ့ဒါကတော့စွန့်ပစ်ထားတဲ့အင်ဟောင်းတွေဝေပြန်ပြီးရင်ဆက်ဆောက်အမြန်နဲ့ပြန်ရောင်းချမယ်ဆိုတဲ့အကြံပေါ့။ဘယ်လောက်လွယ်လဲစဉ်းစားကြည့်။အဲ့လိုနဲ့ဟိုကြီးလက်ပတ်ကအိမ်တစ်လုံးကိုဒေါ်လာ9000နဲ့ရောင်းမယ်ဆိုပြီးတင်ထားတာကိုသွားတွေ့ပါလေရော။ဒါလင်းတာပဲထိရမယ်ဆိုပြီးကျွန်တော်တို့ကိုယ်တိုင်ကားမောင်းပြီးတွားကြည့်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။အဲ့ဒီမှာတင်အန်တော်စရာအကောင်ဆုံးအပိုင်းကစပြီဗျ။အိမ်ကညနိုဈေးတော်တာမဟုတ်ဘူးဗျ။တကယ်တမ်းတန်းပေါင်းများစွာတာနေတာ။အုံမဲကခိုင်မှာ၄ယောက်ကမိုက်မြေခွက်ကလည်းရှယ်ပဲ။နှစ်ပေါင်းများစွာစွန့်ပစ်ထားခဲ့လို့တဘာဝတရားကြီးကပြန်သိမ့်ပိုက်ထားသလိုပြစ်ပယ်ခံထားရတာပေါ့။ဒါပေမဲ့ဒီအပင်တွေကြားထဲမှာသူ့ရဲ့အလားကိုအတိုင်းသားမြင်နေရတော့တာပဲ။ဒါကြောင့်ကျွန်တော်တို့14မှာမသေးဝေတော့ဘူးချက်ချင်းဝယ်ပြလိုက်တာနောက်တနေ့မှာတော့ power washer တွေအခြေခံကိရိယာလေးတွေနဲ့ဒီနေရာကိုအရာကနိုးထစေဖို့ကျွန်တော်တို့ပြန်ရောက်လာခဲ့ကြပြီနိုင်ငံတွေမှာကတ်ညီနေတဲ့နှစ်ပေါင်းများစွာရဲ့အညစ်အကြေးတွေကို power washer နဲ့အပြောင်းရှင်းပစ်တယ်တရွက်6တွေတစ်ကိုင်းလေးဖယ်ရှားတယ်အချိန်ရာသီဥတုပြီးတော့နောက်ဆုံးနေ့သွားတဲ့သူတွေခြံထားခဲ့တဲ့ရင်းကြီးအပုံကြီးတွေကိုပါတူးဆိုရှင်းလင်းခွင့်ကြတယ်ခြံရှင်းလို့ပြီးတဲ့အချိန်မှာတော့အလုပ်တွေကတကယ်ကြီးကိုကြမ်းလွန်းလို့မေ့လဲမလို့တော့ဖြစ်သွားခဲ့တယ်ဒါပေမဲ့တတိယနေ့တော့ကျွန်တော်တို့အစီအစဉ်ပြောင်းလိုက်ကြပြီအပြင်ဘက်ကတန့်ရှင်းသွားပြီဆိုတော့ဥယျာဉ်ကိုစပြီးပုံခေါ်တယ်အပြင်နေရာတွေကိုတပိုင်းချင်းပြန်တိဆောက်ခဲ့ကြတယ်အထဲကိုမဝင်ခင်မှာကျွန်တော်တို့အကြံဉာဏ်အကိုရလိုက်တယ်ဗျအဲ့ဒါကတော့အတွင်းပိုင်းပြင်နေတုန်းအိမ်ကိုရောင်းဖို့တင်ထားမယ်တယောက်ကစောစောစီးစီးသဘောကျသွားရင်တော့ perfect တဲ့ပေါ့ကျွန်တော်တို့မပြီးခင်မှာတည်းသူ့ရဲ့ potential ကိုမြင်ပြီးဝယ်သွားမှာပေါ့စတုထမြောက်နေ့ကမှတကယ်အစစ်အမှန်ဆက်ဖြစ်တော့မှာအထဲပိုင်းကတော့ဘယုတ်ဒုက္ခတွေဖုံတွေပြင်ဆင်စရာတွေပြက်နေတဲ့ပစ္စည်းတွေနဲ့အကောင်လုံးရှုပ်ထွေးနေတော့မှာဒါပေမဲ့ကျွန်တော်တို့ပြောင်းလဲနိုင်ခဲ့ရင်တော့ဒီအိမ်မဆန်းလေးကဘဝတတအောင်မြင်မှုစီတကလန်းပူနီးဆက်လာပြီပေါ့နောက်အပိုင်းမှာပြန်တွေ့မယ်နော်